အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ question လက်တော့တစ်လုံးကိုဝယ်ယူကြမဲ့သူတွေအနေနဲ့ဒီစစ်ဆေးရမဲ့အပိုင်းလေးတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်ရှေ့မှာတော့ကျွန်တော်တို့ computer battery capacity ဘယ်လောက်ကျန်တယ်လဲ future capacity ဘယ်လောက်ကျန်တယ်လဲ percent နဲ့ဘယ်လောက်ရှိတယ်လဲဆိုတဲ့အပိုင်းလေးတွေကိုလေ့လာရမဲ့ဗီဒီယိုလေးမျှဝေပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ခေါက်မှာတော့ဒီ keyboard ပေါ်က key တွေကောင်းမကောင်းစစ်ဆေးရမဲ့နည်းလမ်းလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်အရန်လွယ်ကူတဲ့နည်းလမ်းလေးဖြစ်ပါတယ်တော်တော်များများလည်းရပြီးသားဖြစ်မှာပါအခုကတော့မရသေးတဲ့သူတွေအတွက်ကိုရှိရပါတယ်လိုက်ကြည့်လိုက်အောင်ပါအဲ့တော့ internet ရှိဖို့လိုအပ်ပါတယ် Chrome browser လေးကိုပိုက်ပါမယ်ကျွန်တော်က software မလိုပါဘူး website ကနေဓာတ်ရိုက်စစ်ဆေးတဲ့အလွယ်ကူဆုံးနည်းလမ်းလေးကိုပဲမျှဝေပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲမှာရှားမှာက keyboard tester online ဆိုပြီးမှရိုက်ရှာလိုက်ပါ keyboard tester online ဆိုပြီးမှရိုက်ရှာလိုက်ပါအဲ့မှာအပေါ်ဆုံး key test ဆိုတဲ့ website လေးရှိပါတယ်အဲ့တော့ click နှိပ်ပြီးမှဖွင့်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော် keyboard ပုံစံလေးနဲ့မြင်တွေ့ရပါပြီ okay အဲ့တော့ကျွန်တော် key တွေကိုစပြီးမှစမ်းလို့ရပါပြီစမ်းကြည့်ပါမယ်okay okay ဒါဆိုရင်တော့ typewriter key တွေကတော့အကုန်လုံးကောင်းတယ်ပေါ့နော် typewriter key တွေကောင်းပါတယ်အဲ့တော့တကယ်လို့ key ရမကောင်းဆိုရင်ဘယ်လိုမျိုးသိနိုင်မလဲဆိုလို့ရှိရင်ဒီလိုမျိုးနှိပ်လိုက်တဲ့အခါမှာအယောင်ပြောင်းမတော်တဲ့ဒီလိုမျိုးအစိမ်းရောင်မဲ့တောက်လျှောက်ဖြစ်နေတာမျိုးဆိုလို့ရှိရင်เนาะဒါ key ညှိနေတယ်လို့key ရမကောင်းဘူး key ညှိနေတယ်လို့ပြောလို့ရပါတယ်နောက်တချို့ key တွေကြာလို့ရှိရင်တော့မနှိပ်သေးတဲ့ပုံစံအတိုင်းပဲအခုလို blendအဖြူအောင်ပြောင်းမတော်မနဲ့မနှိပ်သေးတဲ့သူ့ရဲ့ default အတိုင်းပဲရှိတယ်ဆိုတော့အဲ့ key ကလုံးဝနှိပ်လို့မရဘူးပြည့်နေတယ်ဆိုတာမျိုးမမိဘူးဆိုတာမျိုးကိုသိနိုင်ပါမယ် okay ဆက်စမ်းကြည့်ပါမယ်ကျန်တဲ့ key တွေကို okay ဒါဆိုတော့ key တွေကတော်တော်များများကောင်းတယ်ပေါ့နော်အဲ့ဒါ left click right click ပါစမ်းကြည့်လိုက်ပါမယ် okay ဒီမှာတခုပြောစရာရှိတာ Windows key ကဒီလိုနှိပ်ပြီးတဲ့အခါမှာအစိမ်းရောင်ကနေပြောင်းမသွားဘူးဒါကတော့သူ့ရဲ့ default ဖြစ်ပါတယ်ဒါ key ပြစ်တာမဟုတ်ပါဘူးကွန်ပျူတာတော်တော်များများမှာနှိပ်ပြီးတဲ့အခါမှာ Windows key ကိုစမ်းကြည့်တဲ့အခါမှာအဲ့တော့ဒီလိုမျိုးအယောင်တိုင်းပဲကြံခဲ့တာဖြစ်ပါတယ်ဒါ key မကောင်းတာမဟုတ်ပါဘူးပေါ့နော်ဒီညာဘက်ချမ်းကဒီ numeric keypad မပါတဲ့ laptop ကိုစမ်းကြည့်တာဖြစ်ပါတယ်တချို့ laptop တွေကညာဘက်ချမ်းမှာများသောအားဖြင့်156 screen size 156 laptop တွေမှာဆိုလို့ရှိရင်เนาะဒီညာဘက်ချမ်းက numeric keypad လေးပါပါတယ်အဲ့ဒါလေးပါစစ်ပြီးမှစမ်းကြည့်လို့ရပါတယ်ပေါ့နော်ဒီ laptop မှာတော့ numeric keypad မပါတော့စမ်းပြလို့မရပါဘူးအဲ့တော့ဒါကအရန်လွယ်ကူတဲ့နည်းလမ်းလေးကိုညှော်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့တကယ်လို့ကွန်ပျူတာဝယ်ဖို့စစ်ဆေးပြီဆိုလို့ရှိရင်ဒီနည်းလမ်းလေးကိုလည်းမဖြစ်မနေစစ်ဆေးသင့်ပါတယ် keyboard မကောင်းလို့အဆင်မပြေဖြစ်လို့စိုင်းပြန်လဲရတာတဲ့ဒုက္ခတွေနောက်ထပ် running ကုန်သွားလို့ပြန်လဲလို့မရဘဲနဲ့ excite ပြီးမှလဲရတာမျိုးတွေဖြစ်တဲ့အခါမှာဆိုတော့မလိုအပ်ဘဲနဲ့ကုန်ကြသေးတည်ရှိနေတဲ့အချိန်တွေကုန်နိုင်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လေ့လာစရာတွေကိုစစ်ကြည့်လို့ရဆိုရင်တော့ကျွန်တော်တို့ရဲ့ Power Dash Facebook page လေးကို like and follow လုပ်ပြီးမှအားပေးလို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်